တယ်မဝနိုးကျင်နာဘာမှမသိမဘေးနာရှိရဲ့စပေါ်ရီပဲလေအဲ့လိုမျိုးပြင်ဆင်ပြီးတော့နောက်ပိုင်းအဖေတော်ကြီးမမလာရင်ချက်လေးလေးလို့မရင်တဲ့ဒီလိုတိုင်းဘူးဟုတ်ကျန်တိုင်းဘူးဘာလို့ပြောနေလဲမတည့်ရမိတိုင်းဘာလဲဘာလဲဒီလိုဒီလိုဒီလိုအားလဲနော်ကိုယ်စိတ်ခါလိုက်အဲ့ကောင်ရောရထိုင်မှာတို့ထိုင်မှာမဟုတ်ဘလို့ခံလာလို့မရအောင်အဲ့ခံလာလို့မရခေကတော့မြေကြာပါတယ်ဒီမောက်ရှိမှမထိုင်ရပါနဲ့လို့မျိုးဘာကြောင့် तू အားနဲ့အောင်တော့မှတိုင်အခါလေးစကားမှုပြီးပါလေဒီမောက်ပြောဆိုမလို့တော့ဟုတ်တယ်ခုနဒီထိုင်လဲဘာလဲ ဟေးလို့ရလဲမဟုတ်ကြက်ပါပြီပြောပါမျိုးပါမျိုးလိုက်ညီရလိုက်တက်တူကြီးနဲ့နာဝီးပါနာညီလိုက် nice nice ခိုင်ကြောင်းပါပြီအဲ့ရငါဘယ်လိုလုပ်လဲဒီနေ့ချက်တော့လို့နေအောင်ဆွဲတယ်နေအောင်ဒီမှာတက်ပြထိုင်လိုက်ပြီးပြီစားတယ်ကွာအဲ့ဒါက你看你这里面我操，这个ပုံမျိုးပုံတော့你ရသေးသက်သွားတာ။အဲ့ဒါတော့你看နော်။အဲ့တော့ကျတော့ရ။တော့ရ။သူကဆောင်းတဲ့ဒီပုံစံတော့ပြောင်းလဲပါ။ပြောင်းလဲပါ။ဟေးအဲ့ဒါဘာဖြစ်တာလဲမလေးငါလည်းစောင်းလို့မပဲဟေးခင်မကောင်းလို့ယူကြအောင်ဆောင်းနေတာမလေးကောင်မမပြောချင်ငါ့ဟိုမြန်တန်လေးလုံနေတယ်ဟဲ့ချီမောင်ရုံးမှာဒုတ်ဖုံးမှာမကာမဟဲ့နီးကြတော့မျိုးဆိုးတော့မျိုးဆိုးပြီးတော့ဟဲ့ငါ့ကိုကြတော့ဘာဖြစ်တဲ့ရဖြစ်တဲ့နဲ့ဟဲ့ဘာဖြစ်တဲ့နာလဲဒုတ်ထုံးမှာဟဲ့အဲ့လေငါ့ကိုတို့ထုံးမလို့မခေါ်နဲ့ချင်မောင်ယူမဟဲ့ကာမနေကငါ့ကိုဟဲ့ငါ့ကိုဒုတ်ထုံးမှာဟဲ့အမလေးခင်မကောင်းလို့ယူကြအောင်ဆောင်းနေတာဟေးနောက်တစ်ခါလာမှရှင်းဆိုင်ပေးမယ်မတာမသွားမျိုးဆိုးတော့မျိုးဆိုးပြီးတော့စောက်ဆံပါမလေးကောင်မခုနတော့လေရန်တစ်မျိုးဒီတော့တစ်မျိုးဒီစောက်ပါလားလို့ငါပြိုင်မတက်ကလီမငါရုပ်တီမမြန်သွားပြီစောက်ကောင်မမတာမဒုတ်ထုံးမှာဟမ်ငါနဲ့တွေ့လို့မဟဲ့ညီတို့ကဘယ်ချိန်ရှင်းမှာလဲအမလေးဒီကဘယ်ချိန်ရှင်းပါလဲတဲဆိုပြီး